ကျွန်တော် Butterfish တွေခေါ်တဲ့အချိန်မှာသူတို့လာကျွန်တော်ရဲ့အတန်ကြားနိုင်လားဆိုတော့စမ်းပြပါဦး။ကောင်းလေးကတော့ကျွန်တော်နယ်ဒီနောက်ဆုံးအနေနဲ့ဒီကောင်းလေးကိုဒီပုံတင်က2ရက်လောက်တော့ရှိပြီဒီချမ်းပြူးဆိုင်ပြီးတော့ဝေးမယ်ဆိုပြီးတော့ဂျန်ကြီး38ရလုံးဒါပေမဲ့သူကသူ့ရဲ့အစားချင်းဘက်တရီရဲ့အတန်ကြားနိုင်လားမကြားနိုင်လားဆိုတော့ဟုတ်စစ်စစ်မှပြပါတယ်အဲဆိုရင်သူဟိုဘက်တွေကိုရောက်နေနော်ဆိုရင်သူစာကြည့်တော့မယ်ဆိုတော့အတန်တော့မကြားနိုင်ဘူးပဲသူကဒီလက်ဖြောက်ရဲ့ဒီလိုမျိုးတီးရဲ့ပုံစံအများကြီးကြည့်မိတာတော့အတန်ကြောင့်လာတာမဟုတ်ဘဲနဲ့ဒီလက်ဖြောက်လှုပ်တဲ့ပုံကိုကြည့်တာဖြစ်ပါတယ်အားတော့သူပြီးမြင်ကျွန်တော်ကျွေးနေကြဒီဘက်တာစားလေးပေါ့အန်ကယ်လေးဘက်တာဒီကောင်လေးကမဆိုးဘူးလို့ပြောရမယ်ဘာပစ္စည်းတွေကငါးသားမုံနေပါမယ်စွန်းသားမုံနေဂျုံနေဗီတာမင်တွေတတူတက်ကြီးမိုင်နိုအက်ဆစ်တွေချားအများကြီးပါတယ်ကောင်းလေးကကျွေးရမယ်ညှိုးနေတဲ့ကုန်ပါတယ်3မိနစ်5မိနစ်တွင်ကုန်လည်းတော့မနာဘူးဒီနေ့3ချိန်ကနေ5ချိန်ထိကျွေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့ကို2ချိန်မင်းကျွေးပါတယ်ဒါတွေကတော့ထွေးညှိုးနေပေါ့ပုံမှန်ကျွန်တော်ကျွေးတဲ့ပုံစံပြမယ်နော်။ဒါနဲ့ငယ်လေးထုတ်မယ်။ထုတ်မယ်ဆိုတော့ပဲ။ရတာပြီ။ဒီလောက်ပဲ။ထုတ်ပြီးတော့အဲဒါသူတည်သွားတယ်။စာပြီးတော့မယ်ဆိုတာတည်သွားတယ်။တည်သွားရင်ရနေပဲ။တစီချင်းထည့်လိုက်တယ်ပေါ့။ဒီရင်ထည့်စားတယ်တွေ့လားပါပါဇက်တွေကကုန်ပြီဆိုမှဟုတ်တယ်ဖြည်းဖြည်းချင်းထပ်ချပြီးကြည့်မယ်သူရဲ့အစာကျွေးတဲ့အချိန်မှာလည်းသူနဲ့အနီးဆုံးကိုချကြည့်ရကောင်းတယ်ပေါ့ဒါတော့သေးသေးချာချာကျွေးဖို့ပြောပါချိုဖန်နေကြလဲအချိန်မရှိဘူးဆိုရင်တော့သူကပူးလေးနဲ့လော်ဘီရေးတီကျွေးတာများပါဒါတော့ကျွန်တော်တို့ငါးဝယ်ပြီးတော့သူကျွေးရနေစနေပေါ့ချိုးကြလဲလူမျိုးအတီးကြောင်ငါးဆိုတော့များများစားမှာပဲဆိုပြီးတော့ဒီငါးစာတွေကိုဒီတိုင်းပြစ်ထည့်လိုက်တာမျိုးရှိရယ်ထည့်လို့တော့ရပါတယ်လို့၄လုံးလောက်ထိတော့ရတယ်သူတို့ကြာတော့တော့မကောင်းဘူးပေါ့အဲ့လောက်ပါပဲအဲဒါရင်သူလမ်းစာစားနေပါပြီငယ်နေရတော့ကအမီလီယာကုန်နေဒီနေ့ဂျမန်နေလေးလမ်းလာအယောင်တွေရောတက်လာတယ်ကျော်ရစားနေပါပြီโอเคပြန်မယ်